မင်္ဂလာပါခင်ဗျာကျွန်တော်နာမည်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ဒါအလုပ်လေးနည်းနည်းပါတယ်အဲ့ဒါပြင်ကိုဒါကျွန်တော်ရဲ့ဒီကျွန်တော်ကိုပိုင်ကျွန်တော်ညီလေးတွေနဲ့ကျွန်တော်လုပ်ထားတဲ့အသိလေးတစ်သိန်းရှိတယ်ဒါဖူဆယ်ကမ်မှုပေါ့နော်အဲ့အသိနဲ့ဒီနေ့ဒါတကယ်ကောင်းနေဆိုတော့အသိကလာချင်းနဲ့လာချင်းကြောဒီနေ့2သိန်းချင်းပွဲကမ်မှုရှိပါတယ်အဲ့အတွက်ကျွန်တော်တို့ဒါသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒါ2သိန်းချင်းပွဲကန်တဲ့ဘလော်လေးပေါ့နော်ကမ်မှာကတော့ညနေ6နာရီကနေ8နာရီမှကျွန်တော်တို့ကန်မယ်ဒီလှိုင်မှာပဲကန်ပြမယ်ပေါ့နော်ဒီပွဲကတော့မြတ်တူကျွန်တော်တို့မြတ်တူလည်းကန်သလိုပါကီလည်းကန်တယ်ဒါကျွန်တော်အမေချာဒါမဲ့ဒီဖူဆဲပေါ့နော်အမေချာကန်မုံကိုတက်တာပြင်ဆင်နေတဲ့ကျွန်တော်အတင်းလေးပဲဖြစ်တယ်လက်ရှိမှာဒီလူစုနေလုံးပေါ့နော်အဲ့တော့ဒီနေ့2သိန်းကြီးလာချိန်တာဖြစ်တဲ့အတွက်ဒါ2သိန်းကြီးသွားကန်မှာဖြစ်ပါတယ်အဲ့တော့နောက်ဗီဒီယိုမှာလိုက်ကြည့်ပြကြပါဦးပဲမှာလည်းရှိတယ်။ဒီကကစားမယ်။ဒီနေ့ကနေကစားမယ်။အရေးကြီးဆုံးတစ်ချက်မှမယ်။ငါတို့ရံမဖြစ်ဘူး။ဘလုံးကရံငါမဖြစ်ဘူး။ဘူးမရံမဖြစ်ဘူးနော်။ကိုကြီးရှိတယ်။ခုတော့ကိုကြီးပြောလို့ရတယ်။ဒိုင်ပိုင်းပွဲမှာထိုင်ပွဲပြောမယ်။ရံလုံးဝမဖြစ်ဘူးနော်။ဘုဘကမညာဘူး။နောက်တစ်ချက်ဒေသမူးရှိပဲဆော့မယ်။အဆက်တွေကမလို့ခနဲ့တစ်ဖက်ကြီးပြောဘူး။နောက်တစ်ချက်ထပ်ပဲပြောမယ်။ရံလုံးဝမဖြစ်ဘူး။ငါတို့ရံဖြစ်ဖို့ရံဖို့မဖြစ်ဘူး။ဒီနေ့အများကြီးလားလာရှိတယ်။အများကြီးပါ။ရန်လုံးဝမဖြစ်ပါဘူးဒီတော့လားတောင်းနေတယောက်နောက်တစ်ချက်တောင်းနေတယောက်ပြောပြောတောင်းနေတယောက်လိုက်ပြီးတော့မရှူနေဘူးခွင်းထဲမှာအောက်ပြီးပြောချင်တာအပြုသဘောဆောင်တဲ့သဘောနဲ့နောက်ငါခုမှကြောက်လို့ဆောက်နော်Wow, Leo! Wow!ဆိုတော့ကျွန်တော်တို့ပွဲတော့ပြီးတော့ကျွန်တော်တို့အိမ်ပြန်ပြီး25ဂိုး22ဂိုးနဲ့ကျွန်တော်တို့အသင်းရှုံးခဲ့တယ်မတနိုင်ဘူးတစ်ဖက်က pro သားတွေပါလာဖြစ်တဲ့အတွက်ကျွန်တော်လည်းဒီလောက်ပဲကစားသွားနိုင်မယ်အဲ့တော့နောက်ပွဲတွေမှာလည်းဒီကျွန်တော်အကောင့်အနေဖြစ်စေအသင်းအကောင့်အနေဖြစ်စေကျွန်တော်ဒီပွဲတွေကိုချက်ပြီးကျွန်တော်တင်ပေးအောင်မယ်ပြီးတော့ဒီကွင်းပေးမှာလာပြီးတော့တစ်ခုတည်းကလာအားပေးထားတဲ့ညီကိုကြီးကိုလည်းပဲပါညာနဲ့ကျွန်တော်လာပေးညီကိုကြီးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဒီနေ့ကတော့အာမတန်လို့မန်ရှော့ခဲ့ရပါတယ်ဒီထက်ကောင်းတဲ့အသင်းလေးအဖြစ်နဲ့ပြန်လာပါကျေးဇူးတင်ပါတယ်ခင်ဗျာ